အဲ့တော့ဗောဓိပက္ခိယတရားမှာအုပ်စု9စုရှိတယ်လို့ပြောခဲ့တယ်နော်အဲ့ဒါဗာများတုံးဆိုတော့နံပါတ်1တတိပဋ္ဌာန်တရား4ပါးဒါတအုပ်စုပေါ့နောက်နံပါတ်2သမဗ္ဗရံတရား4ပါးဒါတအုပ်စုပေါ့နံပါတ်3ဣဋ္ဌိပတ်4ပါးဒါကတအုပ်စုနောက်နံပါတ်4ဘူ5ပါးဣန္ဒြေ5ပါးဒါကတအုပ်စုနံပါတ်5ဘူ5ပါးဒါကတအုပ်စုနံပါတ်6ဘုဇင်တရား9ပါးနံပါတ်9မဂ်ကင်10ပါးဆိုပြီးတော့အရေးအတွက်ကိုပေါင်းမယ်ဆိုရင်တော့39ပါးရှိတယ်အမျိုးအမည်ကိုရေးတွက်မယ်ဆိုရင်တော့9မျိုးရှိတယ်တတိပဋ္ဌာန်ရဲ့တမ္ပပရံရဲ့ဣဋ္ဌိပတ်ရဲ့ဣန္ဒြေရဲ့ဘူရဲ့ဘုဇင်ရဲ့မဂ်ကင်ရဲ့ဆိုပြီးတော့အမျိုးအမည်9မျိုးအဲ့ဒီအမျိုးအမည်တစ်ခုစီတစ်ခုစီမှာရှိတဲ့အရေးအတွက်တွေအကုန်လုံးပေါင်းမယ်ဆိုရင်တော့39ပါးရှိတယ်အဲ့ဒါဦးဇင်းတို့ဒီကနေ့တတိပဋ္ဌာန်ရဲ့အကြောင်းကိုစပြီးတော့ပြောကြမယ်နော်လူဆိုတာအင်မတန်တန်ဖိုးရှိတယ်လို့ပိဿတို့လည်းကြားဘူးပါတယ်တတ္တဝါတွေထဲမှာလူသားဟာတန်ဖိုးရှိဆုံးလို့ကြားဘူးတယ်နော်ဘာကြောင့်လူဘဝကြီးကိုတန်ဖိုးရှိတယ်လို့ပြောရသလဲဘာကြောင့်လူဘဝကြီးကိုတန်ဖိုးရှိတယ်လို့ပြောရတာလဲလူဘဝကြီးမှာအင်မတန်ထူးခြားတဲ့အခွင့်အရေးရှိတယ်အဲ့ဒီအခွင့်အရေးကဘာလဲဆိုတော့ကိုဆင်းရဲကလွတ်အောင်ရုန်းကန်နိုင်ခွင့်ရှိတယ်ဘလို့ပဲဆင်းရဲပါတယ်ပြောအဲ့ဒီဆင်းရဲကလွတ်အောင်ရုန်းကန်ခွင့်ရှိတယ်ပြီးတော့ကိုချမ်းသာအောင်လုပ်ပေးလို့ရတဲ့အခွင့်အရေးရှိတယ်နှစ်ချက်နော်လူဘဝရဲ့တန်ဖိုးဟာဘာလဲဆိုရင်ဆင်းရဲကလွတ်မြောက်အောင်ရုန်းကန်နိုင်ခွင့်တဖြည်းဖြည်းနဲ့ကိုချမ်းသာအောင်လုပ်ပေးနိုင်ခွင့်ဒကာဓမ္မတို့ဦးဇင်းတို့ကိုဓာတ်တဲ့ချမ်းသာအောင်လုပ်လို့ရတယ်လုပ်ပေးလို့ရတဲ့အခွင့်အရေးရှိတယ်တတ္တဝါတိုင်းကိုချမ်းသာအောင်လုပ်လို့မရဘူးတတ္တဝါတိုင်းဒီအခွင့်အရေးရတယ်လို့မထင်နဲ့နော်အပေပုံသားတွေမှာဒီအခွင့်အရေးမရှိဘူးဆင်းရဲနေတယ်ဆိုလဲအဲ့ဆင်းရဲကသူတို့လွတ်အောင်လုပ်လို့မရဘူးဒါတဲ့သူတို့ပိုးပြီးတော့ချမ်းသာအောင်သူတို့မှလုပ်ပိုင်ခွင့်သိပြီးတော့မရှိဘူးဒကာဓမ္မတို့ဦးဇင်းတို့မှာဆင်းရဲနေတယ်ဆိုရင်လည်းပဲအ ਨੇ ဆုံးကိုယ့်ရဲ့စိတ်အမြင်ကလေးကိုပြောင်းပြီးတော့တတ်တာအောင်လုပ်လို့တော့ရတယ်ဒါထက်ပိုပြီးတော့ချမ်းသာအောင်ကိုလှုပ်ချင်တယ်ဆိုရင်နီလန်းလည်းရှိမယ်ဒီနီလန်းကတော့ရှိပါတယ်လေနီလန်းကိုရှာပြီးတော့လုပ်မယ်ဆိုရင်မရဘူးလားရတယ်အဲ့တော့လူဘဝရဲ့တန်ဖိုးဆိုတာအဲ့ဒါလို့ဆင်းရဲကလွတ်အောင်ချမ်းသာဒုက္ခနဲ့ပြည့်စုံအောင်ကိုလှုပ်ပေးနိုင်ခွင့်ရှိတဲ့အခွင့်အရေးဒီပဲလေအဲ့ဒါလူဘဝရဲ့တန်ဖိုးပဲခုတကယ်ဓမ္မတို့ဦးဇင်းတို့အဲ့ဒီအခွင့်အရေးကိုဒါအသုံးချနေတာဦးဇင်းတို့ဖြည့်ဆွက်ပြီးတော့ပြောနေတာကအဲ့ဒီအခွင့်အရေးဒီပဲလေတကယ်တမ်းကတော့တာဝန်ပဲအဲ့ဒီအခွင့်အရေးဒီပင်လည်းတာဝန်ပဲကိုဆင်းရဲကလွတ်အောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးရှိတယ်ကိုချမ်းသာအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးရှိတယ်အဲ့ဒီအခွင့်အရေးဒီပင်လည်းတကယ်စဉ်းစားကြည့်ရင်တာဝန်ပဲကိုဆင်းရဲနေတယ်ဆင်းရဲကလွတ်အောင်ဘယ်သူလုပ်ပေးမလဲကိုယ်တိုင်ပဲလုပ်ရမယ်ကို့မှာအဲ့ဒီတာဝန်ရှိတယ်ကိုချမ်းသာအောင်လုပ်ပေးရမယ်တာဝန်ကို့မှာရှိတယ်ဟုတ်တာပေါ့ကိုမှချမ်းသာအောင်လုပ်မပေးရင်ဘယ်သူကလုပ်ပေးမလို့နော်ဒါကြောင့်ကိုပိုးပြီးတော့ကောင်းတဲ့ကောင်းအောင်အစဉ်ပြေတဲ့ပြေအောင်ကိုယ်တိုင်ပဲရုန်းကန်ရမယ်လုပ်ရမယ်ထိုင်ကြီးနေလို့မရဘူးဟုတ်ရလားဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့အခုအခွင့်အရေးကိုလည်းနားလေတယ်အဲ့ဒါကိုတာဝန်လို့လည်းသိထားတယ်လို့ဆိုရပါစို့ဒါကြောင့်ဒီအခွင့်အရေးကိုအသုံးချသောအဖြစ်ဒီတာဝန်ကိုထမ်းဆောင်သောအဖြစ်နော်စာဝိနေရေးကြိုးစားဖို့တာယသမီးရေးကြိုးစားဖို့ဒါတွေကိုတော့လူတွေကတာဝန်တစ်ခုအနေနဲ့ထားပြီးတော့ဒါမှဖြစ်မနေလုပ်ရမယ်ဆိုတော့အတင်းလုပ်ကြတာပဲနော်ဆင်းရဲဝေးအောင်ချမ်းသာဒုက္ခနဲ့ပြည့်စုံအောင်လုပ်ရမယ့်တာဝန်ကမရှိဘူးလားရှိတာပေါ့ဒါကြောင့်ဒီပြင်တာဝန်တွေကြားတဲ့ကအလုပ်ကိစ္စတွေကြားတဲ့ကဒါလည်းပဲကိုယ့်အတွက်လုပ်ပေးရမယ်ဒီတာဝန်ကမှပို့လို့တောင်းအရေးကြီးတဲ့တာဝန်လို့နားလေလို့တရားဓမ္မတို့အလုပ်များတဲ့ကြားတဲ့ကနော်ဒီလိုတရားဓမ္မကိုလာပြီးတော့နာယူတယ်ထိုက်တဲ့အသိဉာဏ်ကိုရအောင်တရားနှလုံးနဲ့ကျင့်သုံးရအောင်မဲဆိုတဲ့ရွေချက်နဲ့ဒါရောက်လာတာဟုတ်လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့လက်တွေ့ကျင့်သုံးထားတဲ့အပိုင်းကဦးဇင်းတို့မှာရင်းကြက်ဘာမှမရှိဘူးအဲ့တော့မြတ်စွာဘုရားဟောထားတဲ့ရှင်းသူတော်ကောင်းကြီးတွေပြောထားတဲ့တရားကျင့်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်အများကြီးအထောက်အကူပြုစေမဲ့အသိဉာဏ်ကိုတိုးစေမဲ့အဲ့လိုဒေသနာတွေအဲ့လိုစကားတော်တွေကိုဦးဇင်းတို့ရွေးချယ်ပြီးတော့ဦးဇင်းတို့ခေါင်းနဲ့ရှိသလောက်သိသလောက်ကလေးတော့ဒါပြောရမှာပေါ့နော်